ထို့ကြောင့်စီစဉ်ထားသောညစာစားပွဲကိုမတက်ရောက်နိုင်ပဲပျက်ကွက်ခဲ့ရသည်ဤပျက်ကွက်မှုကြောင့်တစ်ဖက်လူမှာစိတ်နှောက်ယှက်ဖြစ်သွားခဲ့ရပြီးထိုပုဂ္ဂလိကဆေးရုံသည်အခြားလူတဦးကိုခန့်အပ်လိုက်ပြီးဖြစ်ကြောင်းလင်းဆောင်ဖုံးအားအကြောင်းကြားလာခဲ့သည်ဒါဟာလင်းဆောင်ဖုံးကိုပိုပြီးဒေါသထွက်စေခဲ့သည်ထို့နောက်သူမဆေးရုံထမင်းကျွေးဆောင်သို့သွားသည့်အခါဆေးရုံအုပ်ကြီးဟောင်းသည်ယွန်းတက်တမ9တာတန်သောဘဲကင်ဘိုးကိစ္စဖြင့်ဝန်ထမ်းတဦးနှင့်စကားများညှင်းခုန်နေသည်ကိုတွေ့ရသည့်ဝန်ထမ်း၏ပြန်လည်ပြောဆိုမှုကြောင့်ဆေးရုံအုပ်ကြီးသည်ဒေါသအလွန်အမင်းထွက်ကာသတိလစ်လဲကျသွားခဲ့ပြီးလူနာတင်ကားရောက်ရှိလာချိန်တွင်အသက်ဆုံးရှုံးသွားခဲ့ရသည်အစိုးရဆေးရုံတွင်တစ်သက်လုံးရုန်းကန်ကြိုးစားလာခဲ့သောဆေးရုံအုပ်ကြီးသည်ငွေနှဲငယ်အတွက်နှင့်အသက်ပေးလိုက်ရသည့်ဖြစ်ရပ်ကိုမြင်တွေ့ပြီးနောက်လင်းဆောင်ဖုံးသည်မိမိခင်ပွန်း၏အနာဂတ်ကိုတွေးပူကာငွေမရှိလျင်ဘာမှလုပ်၍မရဟုသောအသည့်ပုံမူပြင်းထန်လာခဲ့သည့်အိမ်ပြန်ရောက်သောအခါခင်ပွန်းဖြစ်သူ၏တက်ကြွမှုမရှိသောပုံစံကိုမြင်ပြီးဒေါသမီများထပ်မံတောက်လောင်ကာထပ်မံအငင်းပွားကြပြန်သည်ညဘက်ကရင်ပေါ်တွင်စုံကြံ့ဖြင်ကဇနီးဖြစ်သူနှင့်ဆက်ဆံရေးပြန်လည်ကောင်းမွန်အောင်ကြိုးစားတော်လဲလင်းဆောင်ဖုံးကငင်းဆန်ကဘဝကိုဒီအတိုင်းရိုးရိုးရှင်းရှင်းနှင့်အဆုံးသတ်ရမှာကိုမကျေနပ်ကြောင်းပြောဆိုခဲ့သည်ထိုစကားများကြောင့်စုံကြံ့ဖြင်လည်းစိတ်ပြတ်သွားကကြောခိုင်းအိပ်ပျော်သွားခဲ့သည်နောက်ရက်တွင်ငယ်ချစ်ဦးထံမှအတန်းဖော်ဆောင်စီပွဲထပ်မံပြုလုပ်မိဖုန်းခေါ်ဆိုမှုကိုလက်ခံရရှိသောအခါလင်းဆောင်ဖုံးသည်ချက်ချင်းပင်ပျော်ရွှင်တက်ကြွသွားခဲ့သည်သူမသည်ထိုပွဲအတွက်သပင်ပုံစံအသစ်ပြင်ဆင်ပြီးမိမိကိုယ်ကိုအလှဆုံးပြင်ဆင်ခဲ့သည်သို့တော်လည်းပွဲသို့ရောက်သောအခါငယ်ချစ်ဦးသည်တထေးမကိုသာဂရုစိုက်နေပြီးသူမကိုလုံးဝအရေးမဆိုင်ခဲ့ပေထို့အပြင်တခြားအတန်းဖော်မျိုးသမီး၏စကားများကြောင့်လင်းဆောင်ဖုံးသည်စိတ်နာကျင်ကထမင်းပင်ကုန်အောင်မစားဘဲအိမ်သို့ပြန်လာခဲ့သည်အိမ်ပြန်ရောက်သောအခါသူမသည်ခင်မုန်းဖြစ်သူကိုငယ်ချစ်ဦးနှင့်နှိုင်းရှင်ကထပ်မံနှိမ့်ချပြောဆိုပြန်သည့်စုံကြံ့ဖြင်သည့်စကားများရန်ဖြစ်မနေခြင်းသဖြင့်အခန်းထဲသို့ဝင်ရန်ပြင်ဆင်လင်းဆောင်ဖုံးကနောက်ကနေလိုက်လံအော်ဟစ်ခဲ့သည်